အားလုံးပဲမင်္ဂလာပါခင်ဗျာ 5 vocabulary a day ရဲ့ day 3အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကလေးတွေအသုံးများနေတဲ့ပစ္စည်း၅မျိုးရဲ့အကြောင်းကိုအတူတူလေ့လာသွားမှာဖြစ်ပါတယ်ပထမအဆုံးတစ်ခုကတော့ sharpener ဆိုတာကခဲထိတ်လေးတွေကျိုးနေတာဖြစ်ဖြစ်တုံးသွားတာဖြစ်ဖြစ်ပြန်ပြီးတော့ခြုံမြအောင်လုပ်ပေးတဲ့ကိရိယာလေးခြုံဆက်လေးပေါ့နော်ဒုတိယတစ်လုံးကတော့ drawing book ဆိုတာကတော့ပုံဆွဲတာဝါသနာပါတဲ့ကျောင်းသားတွေအတွက်စီအောင်ချေဖို့နဲ့ပုံဆွဲဖို့အတွက်တည်တံ့လုပ်ထားတဲ့စာမျက်နှာအဖြူရောင်လေးတွေပါတဲ့ပုံဆွဲစာအုပ်လေးပေါ့နော်တတိယတစ်ခုအနေနဲ့ touch book ဆိုတာကတော့ကျောင်းသင်ခန်းစာတွေပါတယ်လေ့ကျင့်ခန်းတွေပါတယ်ကျောင်းကထုတ်ပေးတဲ့ပုံနှိပ်စာအုပ်ပေါ့နော်ပုံနှိပ်စာအုပ်ခေါ်တာဖြစ်ပါတယ်နောက်ထပ်တစ်လုံးကတော့ lunch box ဆိုတာကတော့အိမ်ကနေကျောင်းကိုနေ့လည်စာစားဖို့အတွက်ထမင်းဟင်းတွေထည့်သွားတဲ့ထမင်းမူးလေးကိုခေါ်တာဖြစ်ပါတယ်နောက်ဆုံးတစ်လုံးကတော့ calculator ဆိုတာကတော့သင်္ချာပု္ပ္ပစာတွေကိုမြင်မြန်ဆန်ဆန်နဲ့တိကျဖြစ်အောင်တွက်ချက်ပေးတဲ့တွက်ဆက်ပေါ့နော်ကဏ္ဍတွက်ဆက်ကိုခေါ်တာဖြစ်ပါတယ်ကဲအခုဆိုရင်ကလေးတွေအသုံးများနေတဲ့ပစ္စည်း၅မျိုးအကြောင်းကိုအတူတူလေ့လာခဲ့ပြီးဖြစ်ပါတယ်နောက်ထပ်လည်းဘာအကြောင်းအရာတွေကိုထပ်ပြီးတော့လေ့လာခြင်းတဲ့ဆိုတာကို comment မှာရေးခဲ့ပေးကြမယ်ဒီဗီဒီယိုလေးကိုကြားနေတတ်တဲ့ဆိုရင် like and subscribe share လုပ်ခဲ့ပေးကြဖို့မမေ့နဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြမယ် bye bye